ကိုယုံကြည်မှုရှိတဲ့သူတရားဖြစ်စေခြင်းနဲ့ဆိုရင်ဒါကိုမလုပ်ပါနဲ့ကလေးတယောက်ရဲ့ကိုယုံကြည်မှုလို့ခေါ်တဲ့ self confidence ရှိဖို့ကအဲ့ဒီအရာကအပြင်ကနေပြီးတော့မှလာတဲ့အရာမဟုတ်ပါဘူးကိုယ့်ရဲ့အိမ်ကနေပြီးတော့မှစတင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်တခါတလေကျမတို့ဆရာမတွေမိဘတွေရဲ့စကားတစ်ခုကကလေးရဲ့စိတ်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးနိုင်တယ်လို့တခါတလေရိတ်ချနိုင်တယ်လို့မျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်ကျမတို့ကကလေးကိုမဝေဖန်ပါနဲ့ဝေဖန်လိုက်တဲ့အရာကကလေးကိုအမှားလုပ်ရမှာကိုကြောက်ရွံ့စေတဲ့အရာကိုဖြစ်စေပါတယ်ဒါလေးတော့မလုပ်တတ်ဘူးလားတကယ်ကြီးကတော့လုပ်တတ်နေပြီဆိုပြီးတော့မှနှိုင်းရှင်ပြီးတော့မှဝေဖန်လိုက်တဲ့စကားတစ်ခုကကလေးကနောက်ထပ်အသစ်တွေထောက်လုပ်ဖို့ကိုအတားဖြစ်စေပါတယ်နံပါတ်1ကတော့အားပေးဖို့လိုပါတယ်အားပေးတယ်ဆိုတာကကလေးရဲ့ရလာတဲ့ကောင်မှာချီကျူးပြီးတာချီးမွမ်းပြီးတာမျိုးကိုပြောတာမဟုတ်ပါဘူးဥပမာကလေးကပုံလေးတွေကိုဆွဲနေတယ်ဆိုရင်ပုံကလည်းမှန်းလာလိုက်တာလို့မပြောဘဲနဲ့ဟောတသားရီဒီနေ့အယောင်ချေတာပုံဆွဲတာမနေ့ကထပ်ပို့ပြီးတော့မှလှလာတယ်တော်လာတယ်တေးချာလေးအယောင်လေးကိုဆွဲလာတယ်အယောင်လေးကလည်းစူနေတာပဲဆိုပြီးတော့မှကလေးကိုအားပေးလို့ရပါတယ်နောက်တစ်ခုကကလေးကအင်္ဂလိပ်စကားကိုလေ့လာတဲ့အခါမှာပြောတဲ့အခါမှာအတန်ထွက်တာမှားနေတယ်ဒီလိုပြောရတယ်ဆိုပြီးတော့မှပြောတာမျိုးမဟုတ်ဘဲနဲ့မိနဲ့တူဒီအင်္ဂလိပ်အတန်ထွက်ကိုအတူတူလေ့ကျင့်ရအောင်ဆိုပြီးတော့မှကလေးကိုအားပေးလို့ရပါတယ်ဘာလို့အားပေးဖို့လိုတာလဲအားပေးတဲ့အရာကကလေးရဲ့အုံနောက်ထဲမှာငါလုပ်နိုင်တယ်ငါလုပ်တဲ့အရာကအတိတ်ပဲရှိတယ်မမေကလည်းလက်ခံတယ်တီချေတွေကလည်းလက်ခံတယ်ဆိုတာကိုကလေးကသိလာတဲ့အခါမှာဖြည်းဖြည်းချင်းအမားနဲလာပြီးတော့မှကိုယုံကြည်မှုရှိလာတဲ့ကလေးလေးဖြစ်နိုင်ပါတယ်ကလေးတို့ရဲ့ခြေလမ်းတိုင်းကိုအားပေးစကားတွေနဲ့အတူဝိုင်းရပေးလိုက်ပါကလေးတွေကိုယုံကြည်မှုရှိတဲ့ကလေးလေးတွေလူတော်လူကောင်းလေးတွေကိုဖြစ်လာဖို့ဒီနေ့ရစပြီးတော့မှအတူတူကြိုးစားဖို့အတွက်အားပေးချင်ပါတယ်တိုက်တွန်းချင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်